မင်္ဂလာပါရှင်ဖိုးလာမင်းရနေပြီးတော့ကြိုဆိုလိုက်ပါရရှင်ဒီနေ့ညီမကမန်းလေးမြို့ပြည်တကူမြို့နယ်မြို့မတစ်လင်လန်းတောင်မှာရှိတဲ့ဂါရန်ဗလာအာစီနှစ်ထပ်ပြင်ဆင်ပြီးသားအယောင်လေးတစ်ခုနဲ့မိတ်ဆက်ပေးကြပါရရှင်ဗလာလေးရဆိုရင်ဖြင့်မာစတာတစ်ခန်းရိုးရိုး၃ခန်းပါဝင်ပါရရှင်အတွင်း decoration အနေဖြင့်ပါကေးကြွေပြားမီးပုတ်ကုံမျော်စုပ်ဆက်ကတင်တစ်လုံးအပြင်မှန်တင်ကုန်းဘီယိုလေးလည်းပါရှိပါတယ်ရှင်ဗလာလေးကိုရောင်းချပေးခြင်းနဲ့ဈေးနှုန်းလေးကတော့ကျပ်3,200ကျပ်တိတိပဲဖြစ်ပါတယ်ရှင်ဗလာလေးကိုလူကြီးမင်းတို့အနေနဲ့စိတ်ဝင်စားလို့ကြည့်ရှုရှင်နေဆိုရင်တော့ညီမတို့ဖိုးလာမဲကုမ္ပဏီဖုန်းနံပါတ်ဖြစ်တဲ့399369ကိုဆက်သွယ်စုံစမ်းလို့ရတယ်လို့လူကိုယ်တိုင်လာရောက်ကြည့်ရှုစုံစမ်းခြင်းနဲ့ဆိုရင်တော့ညီမတို့ဂါရန်ဗလာ P45 မှာလည်းရုံးခန်းလေးဖွင့်လှစ်ထားပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ရှင်